我就没有没样来呢，都就无所谓有路来地的。哎，没有တိုင်းမှု路来没得用咯。所朋友路来地的地啦，偏咩呢？要做做没把做做出来表嘛，没俺老妈他落来问话没少自家把表给的，估计都没把到的。你听到我们来来啦，你俺老妈表呢，比如记，哎，大有。但比原来嘛有别，但比原来嘛有要别，原来嘛我哋講你得啦，就找個唔少。တက်လာပြီဆိုကြတဲ့ကိုအသုံးမကျလို့ဦးဇင်းတော့သုံးသက်ချင်တယ်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel page ကနေအားလုံးကိုပြန်လည်ပြီးမှကြိုဆိုလိုက်ပါတယ်အားလုံးကိုမင်္ဂလာရှိတော့နိုင်တဲ့ခင်လေးပါလို့ရှိဦးဆောင်လို့ဆိုလိုပါတယ်အားလုံးလည်းရှိတဲ့နေရာတိတိမှာဘေကင်းလို့ချုံကျမ်းမှာကြိုက်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုတော့ March 27ရက်နေ့တောက်ချန်နေ့ရဲ့မနေ့ပိုင်းအထူးသတင်းကောင်းများနဲ့အထူးသတင်းထိုးများကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုလည်းပဲအထူးသတင်းကောင်းများဆိုတဲ့အနောက်မှာထုံးစံတိုင်း reaction video ချုပ်ကိုကျွန်တော်ထည့်ပေးထားတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်အာရကတတူ AA ရဲ့ EAOD တိုင်းစစ်စင်နဲ့ပတ်သက်ပြီးမှနောက်ဆုံးရအထူးသတင်းကောင်းတစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ် EAOD တိုင်းလေးမျက်နှာမြို့နယ်မှာ March 19ရက်နေ့တွင်စစ်ရှုံးကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တပ်ဖွဲ့များကြားတိုက်ပွဲဖြစ်ပွားနေပြီးစစ်ရှုံးကောင်စီတပ်ဖွဲ့မှအရာရှိစစ်ဗိုလ်2ဦးကတော့ဒဏ်ရာအပြင်းထန်ရရှိကတည်ဆုံးသွားခဲ့ကြောင်းသိရှိရထားတာဖြစ်ပါတယ်ထို့ပြင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတဲ့လေးမျက်နှာနဲ့တာပေါင်းတို့မှာစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်များဤတည်ဆုံးရုပ်အလောင်းများကိုဖိုကာတစီနှင့်အပြည့်တည်ဆောင်လာပြီးဝကြီးရွာအုပ်စုပတိန်မုံရွာလမ်းမကြီးပြီးရှိအုတ်တွင်းကြီးရွာဤမီးတကြူစစ်တွင် March 19ရက်နေ့ညနေ3နာရီခန့်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များကတော့အလောင်းများကိုတကြူခဲ့ကြောင်းသိရှိရထားတာဖြစ်ပါတယ်။ကဲအင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။မနေ့ကဆိုလည်းပဲEAODတိုင်းလေးမျက်နှာမြို့နယ်မှာစစ်ခွေးဘူးအစစ်နှကောင်ကတော့မြေဩဇာဖြစ်သွားခဲ့ပြီးမှအုတ်တွင်းကြီးရွာဤမီးတကြူဆက်မှာလဲစစ်ခွေးအလောင်းအများပြားကိုတကြူခဲ့ရတယ်လို့သိရှိရထားတာဖြစ်ပါတယ်။ဒီကောင်တွေကတော့တိတ်တခုနဲ့တကြူနေတယ်လို့လည်းဒီမှာတွေ့ရှိရထားတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကဆိုလည်းပဲအာနာယုံမြောက်လည်းနဲ့ပတ်သက်ပြီးမှနောက်ဆုံးရအထူးသတင်းတစ်ခုကိုကျွန်တော်သိဆက်ပေးချင်တာဖြစ်ပါတယ်။တိုက်ပွဲညနိုင်ငံနဲ့ဖြစ်ပေါ်လာပြီးစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်များတီဆုံးနှင့်ကျူကန်ပြတ်တောက်မှုအတူအပြစ်များနေချိန်တွင်အာနာယုဂျပူစစ်ကောင်ဆောင်ကတော့ချီတူလက်တူတက်စင်ဒီကုမ္ပဏီဒါရိုက်တာဖြစ်သူဂုံထူးဆောင်ပွဲတစ်စိတ်ပေးအပ်ခဲ့ကြောင်းသိရှိရထားတာဖြစ်ပါတယ်မြန်မာအမျိုးသားတဦးတဲ့ပိုင်တန်းကျွေကဘာကုမ္ပဏီလီမိတက်777ချီတူလက်တူလုပ်ငန်းဤအုပ်ချုပ်မှုဒါရိုက်တာဒေါက်တာတန်းထွန်းဦးကိုစစ်ရှုံးကောင်စီကတော့ဘွဲတစ်စိတ်တော့ပေးအပ်ချင်းမြင့်လိုက်ကြောင်းစစ်ကောင်စီကတော့ထုတ်ပြလာတာဖြစ်ပါတယ်ကဲဒီနေ့မှာဆိုလည်းပဲစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်များကိုအတူအပြည့်အများနေချိန်တွင်အာနာယုမြောက်လိုက်ကတော့ချီတူလက်တူလုပ်ငန်းအုပ်ချုပ်မှုဒါရိုက်တာကိုဂုံထူးဆောင်ပွဲကိုပေးနေတယ်လို့သိရှိရထားတာဖြစ်ပါတယ်ဒီကောင်ကတော့သူရဲ့စစ်ခွေးတွေကိုချီတူလက်တူတွေကိုတက်ဆင်ပြီးမှတိုက်ပွဲထဲကိုဝင်ခိုင်းစီကျွန်တော်ဒီမှာဖားနေပြီးမှဂုံထူးဆောင်ပွဲပေးရချင်းတွေလည်းပေးလို့နေပြီဆိုတော့ဒီမှာတွေ့ရှိရထားတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်တနင်္တာရီတိုင်းရဲ့အထူးသတင်းကောင်းတစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်တနင်္တာရီတိုင်းထဝေမြို့နယ်ထဝေနီးပညာတက္ကသိုလ်တွင်တက်ဆွဲထားသောစစ်ရှုံးကောင်စီတပ်သားများကိုဇီးရောင်းဝေထွက်လာစဉ်မှာစောင့်ကြိုတိုက်ခိုက်ခဲ့ရာ၃ကောင်လောက်ကတော့မြေဩဇာဖြစ်သွားခဲ့ပြီးမှတနက်3လက်သိမ်းဆီးရရှိခဲ့ကြောင်းဒူရာကာစစ်ကြောင်းမှာတောင်ရှိတူတူကတော့ပြောဆိုလာတာဖြစ်ပါတယ်ကဲအင်မတန်မှသတင်းကောင်းဖြစ်ပါတယ်ဒီနေ့မှာဆိုလည်းပဲတနင်္တာရီတိုင်းထဝေမြို့နယ်မှာစစ်ခွေးတွေကတော့ဇီးဝေထွက်လာတဲ့ချိန်မှာ၃ကောင်လောက်ကတော့မြေဩဇာဖြစ်သွားခဲ့ပြီးမှလက်နဲ့3လက်လည်းသိမ်းဆီးရရှိခဲ့တဲ့ဒီမှာတွေ့ရှိရထားတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ရန်ကုန်ပြည်လမ်းပိုင်းမှာစစ်ခွေးတွေကတော့အလံဖြူထောင်လာတယ်ဆိုတဲ့သတင်းကောင်းကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်မတ်လ20ရက်နေ့နံနက်အစောပိုင်း9:30မိနစ်ခန့်တွင်ရန်ကုန်ပြည်လမ်းပိုင်းရှိအကြမ်းဖက်စစ်တပ်၏အုတ်တွင်းတာဆုံဂိတ်ကို PDF တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်စဉ်စစ်ရှုံးကောင်စီတပ်သားအားလုံးကတော့အလံဖြူထောင်ပြီးမှစစ်ကွင်းမြို့ထဲသို့ခွေးပြေးဝပြီးထွက်ပြေးလာကြောင်းဒေသတွင်းတည်င်းမြစ်ကပြောဆိုလာတာဖြစ်ပါတယ်။ယင်းအကြမ်းဖက်စစ်တပ်ဂိတ်ဒီပြည်သူများကိုနှီးမျိုးစုံဒုက္ခပေးနေပြီးဂိတ်ကိုဖျက်ဆီးတော်လာသောပြည်သူများထံမှစစ်ကြီးကောက်ခံခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းများပြုလုပ်နေခြင်းဖြစ်ကြောင်းလည်းသိရှိရထားတာဖြစ်ပါတယ်။အင်မတန်မှသတင်းကောင်းဖြစ်ပါဒီနေ့မှာဆိုလည်းပဲရန်ကုန်ပြည်လမ်းပိုင်းရှိစစ်တပ်၏အုတ်တွင်းတာဆုံဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကတော့တိုက်ခိုက်နေစဉ်မှာစစ်ရှုံးကောင်စီအများပြားကတော့အလံဖြူထောင်ပြီးမှစစ်ကူးမြို့ထဲသို့ခွေးပြေးဝပြီးဝင်ပြေးကြပြီလို့သိရှိရထားတာဖြစ်ပါတယ်။အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ကျွန်တော်အာနာယူမင်းအွန်လိုင်းဝယ်ယူနေတဲ့လက်နက်ကုမ္ပဏီကိုအရေးယူခံရလိုက်ပြီလို့သိရှိရထားတာဖြစ်ပါတယ်ဒီသတင်းကောင်းကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်အာနာသိန်းမြန်မာစစ်တပ်ကိုလက်နက်ပစ္စည်းများရောက်ပေးခဲ့တော့ဒီနေ့အိန္ဒိယလက်နက်ကုမ္ပဏီ Bharat Electronics Limited BELR ဆွီဒင်ပစ္စည်းရန်ပုံငွေရင်းနှီးမြှုပ်နှံမှုစည်းမှာဖယ်ထုတ်လိုက်ကြောင်းသိရှိရထားတာဖြစ်ပါတယ်မြန်မာစစ်တပ်ကိုလက်နက်ရောင်းတော့အိန္ဒိယလက်နက်ကုမ္ပဏီ BELR ဆွီဒင်နိုင်ငံမှာအရေးယူခြင်းအပေါ်ကျူးစုကြောင်း Justice for မြန်မာကလည်းမတ်လ20ရက်နေ့တွင်ထုတ်ပြန်ထားတာဖြစ်ပါတယ်ကဲအင်မတန်မှသတင်းကောင်းဖြစ်ပါဒီနေ့မှာဆိုလည်းပဲအာနာယုံမြောက်လည်းစစ်ရှုံးကောင်စီကိုလက်နက်ရောင်းနေတော့အိန္ဒိယလက်နက်ကုမ္ပဏီကိုဆွီဒင်ကတော့အရေးယူလိုက်ပြီလို့ဒီမှာတွေ့ရှိရထားတာဖြစ်ပါတယ်အာနာယုံမြောက်လည်းနေဝင်ခြင်းကိုကျွန်တော်မြင်ကိုမြင်ရတော့မှာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကဆိုလည်းပဲစစ်ရှုံးကောင်စီရဲ့ကြာရှုံးခန်းအထူးသတင်းကောင်းတစ်ခုကိုကျွန်တော်ထပ်မံပြီးမှတင်ဆက်ပေးချင်တာဖြစ်ပါတယ်စစ်ရှုံးကောင်စီကိုအပြည့်ပြည့်ဆိုင်ရာအလို့သမားရေးရာအဖွဲ့ ILOE ပုံမှန်33အရာပိတ်ဆို့အရေးယူပြီးဝင်ငွေရလမ်းများဖြတ်တောက်ရန် ILO အုပ်ချုပ်ရေးအဖွဲ့ GB ကဆုံးဖြတ်ချက်ချမှတ်ခဲ့သည့်အပေါ်ထောက်ခံကြိုဆိုကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမား
Tamagamia Apucho CTUM Apawi a lot the Maya Apumiaka Mashla Nasayani to Topian Tarapia Sishon Council Apoma Tositon Ayami Keto a you sound Yomuku a J and Sunu Kachari Luladima Tushi at Tarapia Didi Masunebe Sishon Council Pesu a UP Wumuya Lamia Pietauya ILO Ocho Ye Puicaro Sompia Cheku Longwaku Tamapima Chalabi Pibare the Sompia Chekule a lot the Masaya Kabagale at Jusu Kachadima Tushi at Tarapia Didi Masunebe Sishon Council Ye Wumu Lamia Go Pietauya ILO Caro Jusapi Masompia Labilo Tushi in Matama Train Compsibare the Lumuta Setomes Mayaline Security Longa New Chengu to Yarama Websibare Daru Alunga Mashla Neseti Tauchani Manepai a tutoring commune a tutoring Tumia Websibare but also in a Jishuma video Fakaro Anajumi online Caro Rakain Pine Patapima Tolagam Arakata do a Nepatapima di Gambelupio Lady Manasi Lebao Cabinema Yakan Lumuda Kuzi Yakan Nutanya Jong he were gone to Maya Luya Miaha Kulumugu Kubian Pesini Zilu Pinidare Tuyabare Yakuchi Masuno Anajumi on like Rakan Pinema Arakata do a Kabe Turo Lumio Chinchin Rakan Lumuriku Longa Nimbane Semu Puloni Suradima Pimping Nimbima Lane La Pibare together Rakan Lumuriku Longa Nese da Caro Meon like Besura Alon Le Tipita Pibare Anajumi on like Milling Necodi Alon Tipini be now to Codi Le Shui like Baolo Beja Puchin Pibare Celepiro Casinebe Ia retain Limian Namune Masun Sishon Councicaro Nidalu Malakia Pipima Kuna Liti Machinatin Sada time say Ayashi Boon account on Mioza Pidaco di Pagoro and Yili Pagoron Tiagaro Telapima, Sepuri Mapibu Subima Kitty Media Docaro Lane, Sumima di Gawabu Pimping in a Chile Baudima Boma Garo. Singlavia, Nibini Pioni there. We are retiring, Limian Amunetiva, Limian Amunetiva, Dinega. Limian Amasiti Chini, the city Chini, the Yangon Kitty, Yangon Kitty Zungo. They told you John Jam, we were all only there. Only Pioni, the Zagaria, Elaine Ariva, Lue Mariva. They have really like Limina Munes, Imadama, Ejan Lava, Luweri Mabia, Young and Simuri Mabia, Mingala, Weri Mabia, Alobi, Oh man, Chini Mave, I really love your lava. Kuchi Masuno Boma Pagoro and Yili, Kadoma Rotella Pima, Iauditain Limian Nama, Bama Msibuti, Sumule Mashu Supima Pimping in Bimatella Rapibare, to get Arakata do in a decision consider Caro Iauditain Limian Nama, Loma go type with Sound Resura, Alole Tipitaba Pimaba, say Ayashi Bunaganga and Miosa Pitore, Suna Digonia Pimping in Seve Pibare, Celepido Casanebe, Hutanika, Arakata do in a Patapima, Rakai Pigani, Lare Lurico, Muisio and a session consider Pansi Pima, Eka Lulare Luri Supima, Loma Pimping in Bima. Wara Piala Pibare, the Ayane Patapima, Ukai Duka Cara Belumio Topian Battle, A. Patanitala, Ukai Duka Puracado. Oh, Hogema, Gaysaga, Janodone, Bama, Sessa Patamu Mishiba, O Tudo, Swashe Tima, Pobiatare, O Namire Lebe, a Janoro Matiba. Occasion, a Sikausiga, a campinatoya type worry maswele, AO Sishon be Nemiri, Seta Lelonia Soro, a cool now song Jande, Tomunega. The letter law, Situne, Japuma, Pinny, type where Chinny, Papi Bounce. Oh, Hogema, the Araka did that Tega, the type way Shinigaro, the Situ Pema solution, the Situ Neponajo, a Sapono, the Wabo Gia, Pawenjin, the Arima, or Apiana Pica Mugaro, or Sabido Shinibari, or Sigonsi Pegaro, Duro the Legione, the Lenergy, Pica Mudi, or Daucha Shinibari, or Japu Pemaro, the Tanyawdi Yeda Sakane, the Sessade, Bawinjinga, or Jivarima, or Debwiri, Celebido Pinida, Shibari. O Piloshi, the Audi Dine, the Rakai, Asaga Niaribono, to the Pin, the Audi Dine Tabamuni, Tiga Nia the Shoma, or Debwiri, Celebido, or Chiponida, Shibari. Wow. Now below she, the Magui Dine Tima, Soloshi, the Rakai, the Magui Dine, the Rakai Asabo, no, the Rakai Yoma, yes, Sensacho, Niarima, Debwiri, Celebido, Pinida, Shibari. Yakuchi Masuno, Hutanika Session Councicaro di Muisione Patapima Lu, Miasuku Pansi Bima di Lurico Rohankani e Lulalaba, Supima Warapiana Rapibare, di Nepatapima Cara Ukan Dukagaro Loma Shimba, Regional Bama Matibu, di Luriena Mita Matupu Reke. Session Councicaro Longaku e Kushone Nivison di Gara Warapian Chinina Vesuraku Loma Ticha Torapibare, Piro Arakata do e Garokuchima, Iari Petolaga, Rakampine, Situ Chapumale, Type Post on the Retro Chow, e Tatamia Baking Basi, Amiaso, Ampoyan and Basilo Bacino
ပြောလိုတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကဆွန်လည်းပဲအာနာယူမြောင်လိုက်ကတော့လုံးဝကိုရုပ်မာလာပြီးမှလူစိတ်မရှိတော့တဲ့အတွက်ကြောင့်မနေ့ကဆွန်လည်းပဲကြီးရွာတကြိုကတော့လုံးဝကိုမီရှုပြတ်တောက်မှုခံလိုက်ရပြီးမှဒီကြီးရွာကပြည်သူပြည်သားများကတော့ကူစီကူအကူအညီတောင်းလာတာဖြစ်ပါတယ်ဒီမှာသူတို့ရဲ့အခြေအနေကိုကြည့်လိုက်ပါဦးကျွန်တော်တို့ခဏခဏကြားရဖြစ်တယ်ပေါ့နော်ကျွန်တော်တို့စစ်ကောင်စီကကျွန်တော်တို့ဒီရွာကိုရှုပ်ဖြတ်ပြီးသွားတယ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့စားဖို့နေထိုင်ရစားကျွန်တော်တို့မှာခက်ခဲဖြစ်နေပါတယ်အဲ့ဒီကြောင့်ထိုင်းနိုင်ငံမှာကူစီဥဆောင်သော UN ပထမအဖွဲ့မှာတိုင်းနိုင်ငံတော်ကူညီထောက်ပံ့ပေးပါရန်ပြည်သူတွေစားကျွန်တော်မှာပြင်တာရခံပါတယ်ခဏရမှာသူတို့ဆောင်နေတဲ့ပြည်သူများဖြစ်ပါတယ်စားဝင်နေအခက်အခဲတင်နေသည့်အတွက်ကြောင့်အလူစင်များကူညီထောက်ပံ့တက်နိုင်တဲ့လောက်ကူညီထောက်ပံ့ပေးရန်မေတ္တာရက်ခံပါတယ်အဲ့တော့ကျွန်တော်အဓိကပြောချင်တာကတော့ဒီကျွန်တော်တို့တိုင်းပြည်နဲ့ပတ်သက်လို့တွေးအေးနေမယ်မေ့နေတဲ့လူတွေအနေနဲ့ကိုဇာတိကအိမ်ကလေးကိုခဏပြန်ကြည့်ပေးပါဟုတ်တယ်မင်းအောင်နိုင်အာနာတိတ်ထားတဲ့တဲမှာပါလားမပါဘူးလားမပါဘူးဆိုရင်ကျွန်တော်ပြောထားတဲ့အလုပ်တွေဘာမှမလုပ်ပါနဲ့ကိုယ့်ကိုအေးဆေးနေနိုင်ပါတယ်ပါတယ်ဆိုရင်တော့အခုကျွန်တော်တင်ပြတဲ့အရာလေးကိုကျေးဇူးပြုပြီးစဉ်းစားစေချင်တယ်ကိုနိုင်တော့ကိုဝိုင်းလုပ်ကြစေချင်ပါတယ်ဟုတ်တယ်တနိုင်ပြီးတော့ကတ်ဆေးနေတာပါအဲ့ဒီထဲမှာကျွန်တော်တို့တွေမေတ္တာစိတ်တွေထားပြီးတော့လုံနိုင်တဲ့စိတ်တွေဝိုင်းတော့ကဲကျွန်တော်ခုချိန်မှာမြင်တဲ့အတိုင်းပဲအာနာယူမြောင်နဲ့စစ်ခူးတွေကတော့လုံးဝကိုလူစိတ်မရှိဘဲနဲ့ဘိန်းစားဒီကောင်တွေကတော့လုံးဝကိုပြည်သူပြည်သားများနေတဲ့ကြီးရွက်ကိုမီးရှို့ပြီးမှခုချိန်မှာပြည်သူပြည်သားများကတော့ကိုစီထံမှာစားနေရိခါတွေလိုအပ်နေပါတယ်ဆိုပြီးမှအကူအညီတောင်းနေပြီဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့အကူအညီပေးချင်တဲ့ဆိုရင်တော့ကိုစီရဲ့ Facebook page မှာတော့လည်းကိုစီ TikTok page ကနေကိုစီကိုဆက်တွေ့ကြပါပြီးတော့လူရန်ကြပါလို့ပဲကျွန်တော်လည်းပြောချင်တာဖြစ်ပါတယ်ကျွန်တော်တနိုင်ဘက်ကနေလူကြရအောင်လို့လည်းကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကဆင်လည်းပဲကျွန်တော်ရွေးကောက်ပွဲမှာလွတ်တော်မှာဝင်မဲ့ဘောမမပူတုကတော့သူရဲ့အဘမင်းအောင်လိုက်ကိုဘလိုရီဒဲဆိုပြီးမှဆုံးမစာကျွေးလိုက်တယ်လေဘာသာရေးလုပ်ပြီးမှနိုင်ငံရေးတွေမလုပ်ပါနဲ့ဆိုပြီးမှမင်းအောင်လိုက်ကိုဒဲဆိုတော့တာဖြစ်ပါတယ်ဘောမမပူတုကိုကြည့်လိုက်ပါဦးသို့တော့တမနာလိုက်တယောက်အနေနဲ့သူပြောဆိုမှုတဲ့သူပြောဆိုခဲ့တဲ့စကားတွေနော်သူရဲ့လေယူလေသိနေသူ့ရဲ့မျက်နှာအမူအရာတွေနဲ့ကကျမတို့ပြည်သူတွေရင်ထဲကိုဆယ်ကုန်းပြောလို့တခုံးမရဘူးဆိုရင်ဒါအားနဲ့ချက်ကဘာဖြစ်နေလဲဒီမှာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေဗျာတော့အဆအဆတိုးတက်အောင်လုပ်နိုင်ကြပါစေလို့လည်းဆုမကောင်းတောင်းပါတယ်အများလက်ညှိုးထိုးကြဖြစ်တာပေါ့နော်ဆိုတော့ပါတီဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ပူးပေါင်းဆောင်မှုပဲလိုပါတယ်ခင်ဗျားတို့ကိုတတိပေးချင်တာကခင်ဗျားတို့ဒီဘာသာရေးကိုအသုံးချပြီးတော့နိုင်ငံရေးအမျက်မထုတ်ပါနဲ့ဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်ထုတ်နေတာအောက်တန်းစားလူဟာခင်ဗျားတို့ကိုယ်တိုင်ဖြစ်တယ်ခင်ဗျားတို့ကိုယ်တိုင်ကနိုင်ငံရေးကိုအမျက်ထုတ်နေကြတယ်အောက်တန်းစားရေးဖြစ်တယ်ကဲခုချိန်မှာဆိုတော့ရွေးကောက်ပွဲကျင်းလွတ်တော်မှာဝင်မဲ့ဘောမမပူတုကတော့ဘာတာရေးလုပ်ပြီးမှနိုင်ငံရေးတွေဘာမှမလုပ်ပါနဲ့ဆိုပြီးမှမြောင်းလိုက်ကိုဒဲဆုံးမပြီးမှပေါ့နော်ခမများတို့တိတ်ခါရှိနေပေးပါဆိုပြီးမှဆုံးမစာတွေကြွေးတော့တာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကဆိုလည်းပဲကျွန်တော်ဘောမဇော်ခူးဟောင်ငမူးကတော့မင်းညကတက်လာပြီးမှပြူးလွန်တိုင်းမှုဒီကောင်ကတော့စိန်ခေါ်ပြီးမှဘာတွေပြောလဲပြီးတော့လွတ်တော်မှာဝင်မဲ့ကြောင်စုဦးနဲ့ပူတုမတို့ကိုဒီကောင်ကတော့ဆဲမဲ့ပုံစံတွေပါဒီမှာကြည့်နေပြီဖြစ်ပါတယ်ဒီမှာဘောဟင်းရဲ့ပောက်ကွဲခါကိုကြည့်လိုက်ပါဦးအဲတိုင်းမှုနဲ့ငါနဲ့မြန်မာနိုင်ငံလုံးပတ်သွားမလားလို့မြန်မာနိုင်ငံမှာဦးမေးအောင်လိုင်းနဲ့ဦးစိုးဝင်းကိုလူတိုင်းသိတယ်ဘိုးချုပ်မူကြီးဦးမေးအောင်လိုင်းနဲ့ဒူးချုပ်ကြီးဦးစိုးဝင်းကိုလူတိုင်းသိတယ်မင်းတို့တိုင်းမှုကိုလူတိုင်းမသိဘူးနော်ဇော်ဘုန်းရင်ကိုလူတိုင်းသိတယ်သိလားအင်မယားနဲ့ငါလည်းဘာမှမပြောပြပါဘူးအဲ့ဒါဘာဖြစ်ပြီးတော့ဘယ်လိုလူမျိုးကလာရေးတာလဲကျွန်တော်လည်းမသိဘူးဇော်ဘုန်းရင်ထောက်ခံပြီးဇော်ဘုန်းရင်တို့ဝင်းရံပြီဆိုရင်အဲ့ဒါပြည်သူအတွက်ပဲအဲ့ဒီပြည်သူအတွက်လို့ဝင်းရံလိုက်တဲ့လူတယောက်ကစောက်ချိုးမပြေလွတ်တော်ထဲမှာစောက်ချိုးမပြေပဲနဲ့သူများခိုင်းတာကိုလုပ်တယ်ဆိုရင်တော့နာမည်တက်ပြီးစဲမယ်ဟာကျွန်တော်ထိတ်ဆုံးပါပဲဒါကြောင့်မလို့ကျွန်တော်ကလွတ်တော်ထဲမဝင်ဘူးရောက်မှာကျော်စိုးဦးလည်းရောက်မှာပုထုမလည်းရောက်မှာလွတ်တော်ထဲကိုရောက်မှာကျော်စိုးဦးနဲ့ပုထုမကိုပေးရမှာချားပလိသေးတော့ကျော်စိုးဦးတက်က34နှစ်ပဲရှိသေးတယ်35နှစ်ပေါ့ပုထုမ29နှစ်30ပေါ့လွတ်တော်ထဲဝင်မဲ့ချိန်မှာကျော်စိုးဦးတက်35နှစ်ကျော်နဲ့ပုထုမတက်က30ကျော်နဲ့လူငယ်တွေလွတ်တော်ထဲရောက်သွားတာလေအဲ့ဒါကိုဒီလိုတိုင်းပြည်အတွက်မကျွေးမကြံနဲ့ရဲရဲတင်းတင်းပြောရဲတဲ့လူတွေလွတ်တော်ထဲကိုရောက်ပြီဆိုရင်သူတို့ပြိုင်တဲ့နေရာပြည်သူလူထုတွေကောင်းပါပဲမကောင်းရင်ကျွန်တော်လည်းဆဲမှာပဲနော်ဆဲမှာကျွန်တော်ရောက်ကျော်စိုးဦးမင်းဘာကျော်စိုးထိုးရတယ်ပြောပါမင်းငါလုံးမှသာလွတ်တော်ထဲဝင်တော့မင်းစောက်စကားဘာပြောခဲ့တယ်အခုကျတော့မင်းဘာလုပ်လဲအဲ့မှာကြည့်ထင်တော့မလွယ်ဘူးလေလွယ်တာနေငါ့ကိုလာမပြောနဲ့ပြည်သူကိုကြည့်ဒါမျိုးဒါဥပမာကျွန်တော်လုံးမဲ့လို့ပုထုမမသားမလေးတော့နေနော်ဖြစ်တော့ငါတို့မဲဆွေခဲ့တာနင်တို့လွတ်တော်ထဲမှာပြည်သူလူထုတွေပြောဘာညာပေါ့ဘယ်လောက်အားရှိမလဲဒါဥပမာကိုပြောပြတာလေကဲထုံးဆိုင်တိုင်းပဲဒီမှာဘောမဇော်ခူးအောင်ကတော့ပါဇက်ရှိတိုင်းမှာဟောင်နေပြီးမှတိုင်းမှုကိုပါဒီကောင်ကတော့စိန်ခေါ်လာပြီးမှလွတ်တော်ထဲမှာဝင်မဲ့ကြောင်စုဦးနဲ့ပူတူမတို့ကိုဒီကောင်ဘယ်လိုဆဲမလဲဆိုတာတောင်ကြည့်နေပြီဖြစ်ပါတယ်ကဲသူရဲ့စိတ်ထားကတော့ဘယ်လိုလဲဆိုတာဒီမှာတွေးရှိနေရပြီပဲဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကလည်းပဲဒီကောင်တွေတစ်စရာအကြောင်းဘာမှမရှိဘူးခင်ဗျားတို့တော်တော်ညံ့နေဆိုပြီးမှအမြင်လန်းကိစ္စကြောင့်ဘောမပေါက်ကြုံကတော့ဘယ်လိုပေါက်ကွဲပြီးမှဆီရှုံးတွေကိုဘယ်လိုပြောနေလဲဆိုတာဒီမှာကြည့်လိုက်ပါဦးအဲ့လိုလေးထားလိုက်လို့ကျတာ2လအတွင်းမှာတက်ဖြစ်လာနော်2လအတွင်းမှာအမြန်လန်းမှာယူမှာပြန်ပြီးမှတက်လာဆိုခင်ဗျားတို့သဘောပေါက်ပေါက်ကွေးနေပြီနော်သဘောပေါက်
တက်ပြီးမြန်လမ်းမှာကြီးကိုပြစ်ပြီးပဲပြစ်ပြီးတက်ပြီးပဲပြစ်ပြီးမြန်လမ်းမှာကြီးကိုရောက်ပြီးပဲမြန်လမ်းမှာပေါ်ဒီကောင်တွေတက်လာစရာအကြောင်းကိုမရှိဘူးတက်လာပြီဆိုကြတဲ့ကိုအသုံးမကျလို့ဦးဇင်းတော့တွန်းတက်ချင်တယ်ဗျာဟာကိုအသုံးမကျလို့ကိုတွန်းတက်ချင်တယ်နော်သူတို့တွေရဲ့အတင်ရဲလာတာပေါ့ဗျာအဲ့အားနေချက်ကဆော့ဆော့ဦးဇင်းပြောတော့လို့ပဲဖုံးထိုင်တုံးနေရဲ့စူးစမ်းမှုမရှိဘူးလေ့လာမှုမရှိဘူးဘလို့အနေထားမရှိဘူးဘလို့မရှိဘူးမိဘဝင်ကြီးတွေပေါအောင်မှမတည်ဘူးကိန်းတော့အင်ဖော်မာထားမှမတည်ဘူးသူတို့တွေတကယ်လို့မှတရားဝင်လုပ်ပေးမယ်ဆိုရင်ထိထိရောက်ရောက်လုပ်ပေးပြီးမှအမြန်လမ်းမှာရောမှာကင်းလဲတာရှိမယ်ကိပတ်တာရှိမယ်စောင့်ရတာရှိမယ်တကယ်လုံရဲကန်ရဲတဲ့သူတွေကိုရွေးချယ်ပြီးမှထားတယ်လေလို့ဦးစင်းကတော့အကြံပြုတင်ပါတယ်ဗျာနော်ရဲဗတ္တဆရဲပြည်သူစေတို့ညီညွတ်ကြတဲ့ပေါင်းပြီးမှလုပ်မယ်ဆိုရင်တော့အမြန်လမ်းမှာကြီးမှာတွာလာနေတဲ့ပြည်သူတွေလည်းစိတ်ချမ်းသာကိုယ်ကြီးကြမှာခြင်းများစွာဖြစ်တွာလာလှုပ်ရှားနိုင်ပြီးနိုင်ငံတော်နတ်ကလူကြီးမင်းများပေါ်ကိုလည်းပို့ပြီးမှလူကြီးမှုတွေရှိလာမယ်လို့ဦးဇင်းတုံးတိုက်ချင်ပါတယ်အဲ့လိုမလုပ်ဖဲနဲ့အခုလိုပဲရော်တီမြန်လမ်းပေါ်တက်လာမယ်ဆိုတော့နတ်ကအစိုးရလူကြီးမင်းများအပေါ်ရောပြည်တဲ့ပေါ်ယုံကြည်မှုတွေကင်းမဲ့လာမယ်လို့ဦးဇင်းတော့သုံးသပ်ချင်ပါတယ်ဗျ။ယခုချိန်မှာဆိုတော့ဒီကောင်တွေကတော့လုံးဝကိုအမြင်လန်းထိတောင်တစ်စရာအကြောင်းဘာတစ်ခုမှမရှိဘူးခင်ဗျားတို့တော်တော်ညံ့လို့ပဲကျွန်တော်တုံးတက်ချင်နေဆိုပြီးမှပေါက်ကရုံးကတော့တက်လာတာဖြစ်ပါတယ်။ပေါက်ကရုံးကတော့ဒီအမြင်လန်းကိစ္စနဲ့ပတ်သက်ပြီးမှလုံးဝကိုပေါက်ကွေးလာပြီးမှတက်မတော်သားညံ့နေဆိုပြီးဒီကောင်တော့တက်လာတာပဲဖြစ်ပါတယ်။ဒီကောင်တွေပေါက်ကွေးခန့်တော့အိမ်မတန်မှအားရစကောင်းပါတယ်။ပေါက်ကရုံးရဲ့ဒါနဲ့ပဲမချင်တော့နေအောင်အများပြားလာအောင်ပဲခင်ဗျားတို့လောင်ဖို့တာပြင်ဆင်ထားလို့ပဲကျွန်တော်မှာချင်တာဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ဗီဒီယိုကိုအစားကနေဆုံးဖြတ်ကြည့်ရှုပေးတဲ့ပရိသတ်များလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ပရိသတ်များလုံးရှိတဲ့နေရာတိတိမှာဘေကင်းလုံးချုံကျမ်းမှာချမ်းသာကြပါစေလို့ဆုမွန်တောင်းပေးလည်းနဲ့အားလုံးပဲ have a good day ပါထက်ခဲပါနော်